ဗေဒဦးစီးဌာနကထုတ်ပြန်ထားတဲ့ဧပြီလ30ရက်နေ့အတွက်ကိုလီဝသာအခြေအနေခန့်မှန်းချက်ကတော့ဒီနေ့အကြည့်ထားလိုက်မယ်သွားမင်းခန့်ညာဘက်တောင်းအောင်နာခုံနေထားတဲ့နားမှာကျောင်းကောင်မလေးတယောက်တွေ့တယ်လှုပ်လို့ရလို့လားပြီးတော့ဒီရင်းရဲ့ဝင်ဖို့အစီအပြေပါမှာနေနံကြိုသက်ပုဂ္ဂိုလ်ပေါင်းဖက်ဆရာကြီးများရဲ့အာဏာဖြစ်တယ်ဒီလေတို့ရခင်းထားသောအသားစိမ်းများကိုလာရောက်စားတော့ပါကျွန်တော်ရိုက်ကူးရေးဆက်လုပ်နေပါတယ်ဒီနေ့ကတော့မေလ2ရက်နေ့မနက်9:06နာရီ